ဘဝတစ်သက်တာကန်စာတာအဟောလေးတွေကျွန်တော်ပြန်ဟောပေးမယ်ပေါ့နော်ကျွန်တော်အရင်တော့ဆုံးဖြတ်ထားတာဘေးရင်မဟောတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဘေးရင်ဟောရတာနည်းနည်းမကြိုက်ဘူးဗျဘာလို့လဲဆိုလူတွေကကတိကသက်မေးတာဘယ်လိုပြောရမလဲလူဝင်ဆန္ဒမလုံလောက်နိုင်ပေါ့နော်ဟိုဟာလေးလည်းသိချင်းဒီဟာလေးလည်းသိချင်းဟိုကိစ္စလေးလည်းသိချင်းတားလေးချောင်းလည်းသိချင်းသမီးလေးတောင်းလည်းအကြောင်းလည်းသိချင်းလာတကယ်လာမေးတာသူ့ကြောင်းဒါမှတအိမ်လုံးတစ်ဆွေလုံးတစ်မျိုးလုံးကြောင်းပါလာနောက်ပြီးလို့ရှိရင်ဒီအထိပ္ပယ်မရှိတဲ့နန်းဆန်မေးခွန်းတွေလည်းမေးတယ်စုံနေရပဲပေါ့နော်ဖြေရတာတကယ်အာရုံနောက်တယ်ပြီးရင်ဘေဒင်အဟောတွေကတချို့အဟောတွေကအဲ့လိုပရိယေနဲ့ဟောတာရှိရပေါ့ပရိယေနဲ့ဟောရတယ်ဆိုတာတကယ်တော့လဲညာတာတော့မဟုတ်ဘူးသူကဟိုလူတယောက်ရဲ့ကံကြမ္မာတကယ်တော့အများကြီးရှိတယ်လေသူရဲ့ရွေးချယ်မှုသူ့ရဲ့ရှောင်လန်းမှုပေါ့လေအများကြီးမူတည်လေးတာထားပါတော့ဒီနေ့သိမယ်လို့ကိုကအပိုင်တွက်နိုင်နေဆိုရင်တော့မှသူကကောင်းမှုကုသိုလ်ကောင်းမလှုပ်လိုက်တယ်လှုပ်ထားခဲ့လိုက်ဆိုဒီနေ့ကိုကြော်သွားမှာပဲအဲ့နေ့ကသိမယ်ဆိုမသိနိုင်မင်းနဲ့ကြော်သွားနိုင်တာပဲဒါဘေးရင်မှားတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုပုံမှန်ဆိုရင်တော့ဘေးရင်တွေကတကယ်မှန်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုတေချာလေ့လာပြီးမှယုံကြည်ပြီးတော့ဒီလောကီပညာတွေထက်လန်းအောက်လန်းပညာတွေခုလက်ပညာတွေလက်ဖွဲ့ပညာတွေစီရင်ပညာတွေအင်းပညာတွေစမပညာတွေကိုကျွန်တော်ဆက်ပြီးကူးခဲ့တာပေါ့နော်ဒီမဟာဘုတ်ပညာကိုပဲအရင်ကျွန်တော်လေ့လာစမ်းသပ်ခဲ့တာပေါ့အဲ့တော့ဒီဘေဒင်ရေရာကိုယုံကြည်လို့ရတယ်ပေါ့နော်ဒါပေမဲ့အတိုင်းတာတစ်ခုကြီးပဲယုံကြည်စေချင်တယ်အဲ့ဒါကြောင့်မို့လို့လဲကျွန်တော်ကဘေဒင်ကိုမဟောတော့တာဘာလို့လဲဆိုတော့လူတွေကဘေဒင်ရေရာကိုမှလိုတာထက်ပိုပြီးတော့မိခိုလာတာမျိုးကိုကျွန်တော်မကြိုက်ဘူးအဲ့လိုမျိုးလည်းမဖြစ်စေချင်ဘူးပေါ့နော်အဲ့တော့လူတယောက်မှာအရေးကြီးဆုံးကတော့ဉာဏ်နဲ့ဝိရိယအရေးကြီးဆုံးပဲကံလည်းအရေးကြီးတာမှန်တယ်ပေါ့နော်ဟိုဉာဏ်နဲ့ဝိရိယအားကောင်းမယ်ဆိုလို့ရှိရင်ကံကိုပြုပြင်နိုင်တယ်ဒါပေမဲ့ကံတစ်ခုတည်းအရင်အားကောင်းရုံနဲ့တော့ဉာဏ်နဲ့ဝိရိယကိုပြုပြင်နိုင်တယ်ဆိုတော့80%လောက်ပဲရှိတယ်ပေါ့နော်ကံအတိတ်ကံအရင်ကောင်းတယ်သူဆို100မှာ10ယောက်လောက်ပဲထီထားပေါက်သွားတယ်လူတိုင်းပေါက်လို့လားဟုတ်တယ်မလားကဘာမှာအမှနိုင်ငံမှာလူပေါင်းတန်းနဲ့ရှိတယ်အဲ့ထဲမှာထီပေါက်တဲ့လူကဘယ်နှယောက်လဲဟုတ်တယ်မလားနည်းနည်းလေးလေနော်ပထမဆိုတဆုနှစ်ဆုဒီလောက်ပဲလေနော်အဲ့ဒါကြောင့်မို့လို့ကံထက်ဉာဏ်နဲ့ဝိရိယပို့ပြီးတော့အရေးပါတယ်ဆိုတော့သိစေချင်တာပေါ့နော်အဲ့တော့တခုဆိုဖျားရှိခိုးမယ်တခုဆိုအင်းပြောင်းနိုင်ထုံးမယ်စမပြောင်းနိုင်ထုံးမယ်ရေရချီမယ်ဒီအတွေးကြီးခေါင်းထဲဝင်သွားပြီဆိုရင်ဘဝဆုံးမြုပ်ဖို့များတယ်ပေါ့နော်ဘာလို့ဆိုပြင်းသွားပြီဖြင်းသွားပြီအဲ့လိုပြင်းတဲ့နောက်မှာအရေးချင်းတွေလည်းတက်မလာတော့ဘူးအရေးချင်းတွေတက်မလာတော့ဘူးဆိုတာနဲ့ငွေရှာလို့လည်းဘလို့မှမရတော့အရေးချင်းရှိနေတဲ့သူတယောက်ကဘလို့အခြေအနေမျိုးပါပဲမစိုးဟိုးအောက်ဆုံးပဲကန်ဆိုးလို့ရုတ်တရက်ကံမကောင်းလို့စီးပွားပြတ်သွားရင်မျိုး၅ပါးနောက်ဆက်တဲ့အန်ဒီရဲ့ကြောင့်စီးပွားပြတ်သွားသူ့မှာအရေးချင်းရှိနေတဲ့သူကအချိန်မရွေးသူကသူ့ရဲ့အရေးချင်းကိုသူရင်းနှီးပြီးတော့အသုံးချပြီးတော့ချိန်မြေးပြန်ပြီးထိုးတက်လာနိုင်တယ်ပေါ့ဘာရေးချင်းမှမရှိတဲ့သူကတော့ကံကောင်းလို့ချမ်းသာလာပါတယ်ဆိုတဲ့လူကံကောင်းလို့စင်ပြေလာပါတယ်သူဆိုတဲ့လူကခုနရန်မျိုး၅ပါးအနေနဲ့နောက်ဆက်လိုက်လို့မွဲပြကြသွားတဲ့ခါကျရင်ပြန်ထောင်တက်ဖို့တိတ်ခတ်တယ်သူ့မှာ skill set တွေမရှိတော့ဘူးလေနော်သူကံနဲ့ဉာဏ်နဲ့ဝိရိယကိုမစိုက်ထုတ်ခဲ့တဲ့ skill set တွေမရှိတော့တဲ့အခါမှာပြန်တက်ဖို့တိတ်ခတ်တယ်ကဲထားပါတော့နော်ဒါကတော့ဘေဒင်ရေတရားကိုလိုရတဲ့ပို့ပြီးတော့မမီခိုဖို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့ဒီကြားထဲမှာဒါပေမဲ့ကိုယ့်ရဲ့ကန်ဆာတာကိုလည်းသိထားဖို့လိုရတယ်အရေးကြီးဆုံးကဒီဘဝတသက်တာကိုအချင်းချင်းသိထားဖို့လိုတယ်ကိုတဘဝလုံးမှာဒါအရာတွေအချမ်းမြင်ဖြစ်နိုင်တယ်ဒီလို level တွေမှာဒီလိုတွေသတိထားရမယ်ဒီလိုတွေအားနေတယ်ဒီလိုတွေအားတာတယ်အားနေတယ်ဆိုရင်အားနေတာကိုဘယ်လိုထားမလဲကိုကဘယ်လိုကာကွယ်မလဲစဉ်းစားအားတာတယ်ဆိုရင်ဘယ်လိုသုံးချမလဲကိုကစဉ်းစားเนาะဒါကတော့ဘေးရင်စရာကိုသွားပြီးတော့ထပ်ပြီးမေးမနေနဲ့တော့အဲ့ဒါကကိုယ့်ဘော်ပဲမူတည်ပြီးကိုယ့်အကြောင်းကိုယ့်ကိစ္စဆိုတော့ကိုယ်တိုင်ဆုံးဖြတ်ပြီးရွေးချယ်တာပို့ပြီးတော့မှန်ကန်တယ်လေเนาะဟုတ်ပြီပထမချက်ကျွန်တော်ဟောတဲ့အခါမှာဘာအချက်ဘယ်လိုအကြောင်းအရာတွေပါတယ်ဆိုတော့ကျွန်တော်အရင်ပြောပြမယ်ပထမတစ်ချက်ကျမ်းမာရေးပါမယ်ပညာရေးပါမယ်အိမ်ထောင်ရေးပါမယ်စီးပွားရေးပါမယ်မဖြစ်မနေအရေးကြီးတဲ့အရာတွေပေါ့နော်ကိုတိုက်တာအိုးအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်တာတွေပါမယ်ကိုယ့်ရဲ့အုပ်စုအတိုင်းဝိုင်းကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုယ့်ရဲ့မိသားစုဒီအတိုင်းဝိုင်းကြောင်းအောင်ပြောပါမယ်ပေါ့နော်ဘာသာရေးပါမယ်ကိုကဘာသာရေးလုပ်နေတာမှန်ကန်တဲ့ဘာသာရေးဖြစ်နေလားမှားနေလားနော်တခိုးတမရဖြစ်နိုင်လားဒါတော့အသက်ငယ်တဲ့သူတွေတော့ပိုပြီးရေးကြည့်တာပေါ့နော်လူကြီးပိုင်းတော့တိတ်အေးမကြည့်တော့ဘူးပေါ့ထောင်မှုခင်းဖြစ်နိုင်လားဒါပဲအဲ့တော့ပြောသွားတဲ့အချိန်မှာလုံးဝအကုန်ဆုံးပါပြီးသားပဲပေါ့နော်1ကျမ်းမာရေး2ပညာရေး3
3အိမ်တော်ကြီး4စီးပွားရေး5တိုက်တာဥယျာဉ်6အုပ်စုအတိုင်းဝိုင်း9ဘာသာရေး8တခိုးဓမြ9ထောင်မူခင်းเนาะ9လုံးရင်းကျွန်တော်9ခုထည့်ပြီးပြောပြရတယ်ဥပမာကျွန်တော်နမူနာတစ်ခုဟောပေးမယ်ပေါ့နော်ဗုဒ္ဓဟူသားနှစ်ကျွန်းဗုဒ္ဓဟူသားပေါ့နော်သူ့ရဲ့ကျမ်းမာရေးကဒါကောင်းတယ်လို့ပြောလို့ရတယ်သူကငယ်စဉ်ဒီចောင်းသားဘွားចောင်းသားအရွယ်အထိပေါ့မွေးကစားနေပြီးចောင်းသားအရွယ်လောက်ထိဒီထားပါတော့အထက်တန်း10တန်းလောက်ထိပေါ့ကျမ်းမာရေးကောင်းတယ်အဆင်ပြေတယ်တိုက်ဖွာထိမ့်သိမ့်မှာကြာနေတဲ့အတွက်ဒါပေမဲ့သူကတစ်ခါတည်းပြင်းထန်ယောဂမဖြစ်လို့ရှိရင်လည်းသူကပြင်းထန်ဖြစ်တတ်တယ်ပေါ့နော်ဒါတော့သတိထားမဖြစ်ရင်လည်းမဖြစ်ဘူးဖြစ်ရင်လည်းပြင်းထန်ဖြစ်မှာလို့သူများလိုဖျားရုံနာအောင်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုကြည့်ဆိုင်ရမယ်ဒါလူရင်းတူရှင်းကိုပဲကျွန်တော် point တွေကိုပဲထောက်သွားတာပေါ့နော်အများကြီးကျွန်တော်ဝေဝါလှည့်ပတ်ပြီးမဟောတော့ဘူးအဲ့လိုလဲကျွန်တော်ပြောရတာမကြိုက်လို့ပေါ့နော်ပညာရေးအဲ့တော့ကျွန်တော်ဟောတဲ့ပုံစံကိုကြိုက်မှလားမေးမကြိုက်လားမမေးနဲ့နော်ပြီးမှနားမငြိနဲ့ပြီးရင်ကျွန်တော်တသက်စာဘာရည်ရာကြီးလောက်ထားတဲ့နဲ့ဘာအဆောင်တွေလောက်ထားတဲ့နဲ့ဆိုတော့ကျွန်တော်ပြောပြရနော်တကယ်အဓိက point တွေပဲကျန်တာကိုစူးစမ်းလို့ okay သွားလိမ့်မယ်ပြင်တေချာတခုကတော့ကျွန်တော်ပေးတဲ့အဆောင်တွေကျွန်တော်ပေးထားတဲ့ကျွန်တော်ပြောတဲ့ဒီလောက်တဲ့အရာကိုတသက်စာလောက်ထားမယ်ဆိုလို့ရှိရင်တောင်းတိုက်ခိုက်တွေရတော့ဘဝမှာအကြီးမားတဲ့တိုက်ခိုက်တွေမဖြစ်ဘူးเนาะကျန်တာကတော့အသေးမွှားလောက်ကတော့ဒါလာမှာပဲပေါ့နော်ဒါမှလည်းကိုကတိုးတက်မှာလीเนาะတိုက်ခိုက်ရှိမှလည်းကိုကတိုးတက်မှာအဲ့တော့ခက်ခဲရှိမှကြော်လွှားမှရည်ချင်းရှိမယ်လीเนาะရည်ချင်းရှိမှလည်းတိုးတက်မှာအဲ့တော့ပညာရေးကကြတော့ဒီဗုဒ္ဓဟူသားနှစ်ကျွန်းကပညာရေးသင်တယ်တော်တယ်လည်းမဟုတ်ဘူးညံ့တယ်လည်းမဟုတ်ဘူးအလဲလက်ပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့ရှေးကံကလည်းကောင်းတာတကြောင်သူ့ရဲ့အတွင်းမိတ်အပြင်မိတ်ဒီမိတ်ကောင်းနေကြာနေကြတယ်သူ့ရဲ့မိတ်ကောင်းတွေကဒီအပေါ်ထမ်းမှာကြာနေရကြအောင်လောက်အောင်ပေါ့နော်ဒီပညာရေးကတော့သင်တယ်ပေါ့အဲ့တော့တခုရှိတာအချိန်မတန်ခင်မှာမိမနောက်ကောက်ပါသွားတယ်ဒါဒီသမီးစားကြောင်ဖြစ်စီအဲ့လိုမျိုးပေါ့နော်အိမ်တော်စောစီကြာသွားတာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ပညာကပုံမှန်9ပုံလောက်တက်ကြမယ်ဆိုလို့ရှိရင်1ပုံလောက်ပဲတက်9ပုံ1ပုံလောက်ပဲတက်မြအဲ့လောက်ပဲပညာတက်မယ်အိမ်တော်ကြီးကတော့အိမ်တော်ကြီးကညံ့တယ်အဲ့တော့တီးခံရမယ်ဘာသာရေးပို့လောက်ရမယ်ပေါ့နော်အဲ့တော့အဲ့လောက်ပဲပြောရင်ဘာတွေညံ့တာလဲဆိုတာမပြောတော့ဘူးနော်ဘာလို့ဆိုအများကြီးပြောပါမယ်ညံ့တယ်ဆိုရင်သိလိုက်တော့တတိထားမယ်တီးခံမယ်နားလည်မှုရှိအောင်ကြိုးစားမယ်ဖြစ်နိုင်အိမ်တော်မပြုတ်နဲ့စီးပွားရေးတင်ုံတောင်လောက်ပဲကောင်းမယ်ခံစားရလိမ့်မယ်စီးပွားရေးမှာလူသက်တန်းတဝက်မြလောက်ပဲစီးပွားရေးကခံစားရလိမ့်မယ်ဥပမာသူကသက်တန်း60နေရတယ်ဆိုကျန်တဲ့အသက်40လောက်က40အသက်တန်းနှစ်30 35လောက်ကနင်းကြီးနဲ့ရုန်းကန်နေရတယ်ပေါ့နော်သူတကယ်စီးစိမ်ဥစ္စာခံစားရတဲ့နှစ်ကနှစ်20လောက်ပဲရှိမယ်ပေါ့နော်ပြန်ခြုံလိုက်မယ်ဆိုတိုက်တာဝင်ရတော့ဒါအဖက်ကနေပြီးတော့နှောက်ရက်တွေရှိနေရာကနေပြီးတော့ဒီအထွန်းတနင်္ဂနွေအထွန်းခန့်ဒီခန်းကြားထဲဝါမှုကြောင့်အိုးရင်ပိုင်ဆိုင်မှုတော့ရှိလိမ့်မယ်ပေါ့အုပ်စုအတိုင်းဝိုင်းကညံ့တယ်လို့ပြောရမယ်နော်အုပ်စုအတိုင်းဝိုင်းညံ့တယ်နော်တတိထားရမယ်သူကအဝင်အိမ်အောင်ရန်ကြာနေခြင်းကတကြောင်ဒီရာဇရန်စိုးပခတ်ကြာနေခြင်းက၎င်းဒီထဲဝါမှုတည်ကြည်မှုဂုံဆက်မှုတွေကိုပြန်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်အုပ်စုနဲ့နေရတယ်ဆိုရင်တော့မှသူကမုံတယောက်နဲ့တယောက်မုံနေတာမျိုးတယောက်မယုံမသိဖြစ်နေတာမျိုးလေးတွေကြုံရလိမ့်မယ်ဘာသာရေးကတော့ဒီတွန်းကန်မှုထောက်ပံ့မှုအားပေးမှုဆွဲဆောင်မှုတွေဆိုတဲ့အတွင်းမိတ်အပြင်ရန်အတွင်းမိတ်အတွင်းရန်အပြင်မိတ်အပြင်ရန်ဒီညံ့အစိုးလေးတွေကအားကောင်းတဲ့အခါမှာမှန်ကန်တဲ့ဘာသာရေးထက်လွဲမှားတဲ့ဘာသာရေးကိုသွားတာများတယ်ပေါ့နော်အဲ့တော့တခုတည်းများဖြစ်နိုင်လားဆိုတော့ဒီပထမအရွယ်15-16နှစ်လောက်မှာရုပ်ဂျိုနံဂျိုတွေပြောင်းလဲမှုကိုကဓမ္မခံပြောချင်တာကလောကဓာတ်လှည့်စားမှုတခုကိုမခံစားနိုင်မဲ့ဒီမခုခံနိုင်မဲ့နဲ့လိုက်စားလိုက်မိမယ်ပေါ့နော်ပျော်ပါအပြက်နောက်ကိုလိုက်မယ်ဆိုဒီအိမ်နီးနားဝန်းကျင်သို့မဟုတ်ဒီကိုယ်အိမ်ရာပစ္စည်းကိုပဲဖြစ်ခိုးယူမိတာကပိုင်းနိုင်မိတာအဲ့ဒါမျိုးကြောင့်တခုတည်းများဖြစ်နိုင်တယ်အဲ့ဒီအချက်ကိုသတိမထားနိုင်ဘူးအဲ့ဒီအချက်ကိုကမကြော်လွှားနိုင်ဆိုရင်ထောင်လဲကျသွားနိုင်တယ်ပေါ့နော်လွတ်သွားမှာမဟုတ်ထောင်ကျနိုင်ရင်ပိုများတယ်ပေါ့နော်တချို့တွေကတော့ကံကောင်းပြီးအဲ့လိုလုပ်ရင်တော့လွတ်သွားတဲ့တွေဆိုတဲ့စာတာတွေရှိအဲ့တော့ထောင်မူခင်းမှာအဲ့ဒီရွယ်ပထမရွယ်ကိုကလောကဓာတ်ပရိယေကိုမကြော်လွှားနိုင်ဘူးဆိုရင်တော့ထောင်ကျနိုင်တယ်နော်ဒါတသက်တာအချုပ်ပေါ့နော်မိနစ်က10မိနစ်ပြည့်တော့မှာဆိုတော့ကျွန်တော်ဒီလောက်လည်းပဲနှိမ့်ချိုးလိုက်မယ်သိချင်တာရှိရင်ကောင်းမှမှာရေးခဲ့ပါမေးချင်တာမျိုးရှိတယ်ဆိုရင်တော့ကျွန်တော်ကို Telegram နေထိုက်ရိုက်စာပို့ပါဟိုင်းဆရာဆိုပြီးရက်မနေပါနဲ့ကိုပြောချင်တာကိုတခါတည်းအပြည့်အဝပြောပြီးပို့ပါ